ဇလန်းအစမှာတော့ကောင်လေးတယောက်ဟာတက္ကသိုလ်ဝင်ခွင့်ဆောင်မေးပွဲဖြေဆိုနေရင်အဖြေတွေကိုတမင်တကာမှားယွင်းနေတာကိုတွေ့ရမှာပါ။သူ့ရဲ့ညီဖြစ်သူကအဖြေလွှာကိုအရင်ဆုံးအပ်လိုက်တဲ့အချိန်ကျမှသူကအဖြေမှားတွေကိုဖျက်ပြီးအဖြေမှန်တွေအဖြစ်ချက်ချင်းပြောင်းလဲရေးသားလိုက်ပါတယ်။တကယ်တော့ဒီကောင်လေးဟာအတိတ်ဘဝကနေပြန်လည်မွေးဖွားလာသူတယောက်ဖြစ်နေလို့ပါပဲ။သူ့ရဲ့အရင်ဘဝတုန်းကတော့သူ့ညီဟာသူ့စီကအဖြေတွေကိုခိုးချရုံနဲ့မကပဲသူကိုယ်တိုင်ပဲခိုးချပါတယ်ဆိုပြီးပြန်တိုင်ခဲ့လို့လူတိုင်းကသူ့ကိုအထင်လွဲခဲ့ကြတာပါဖျားသခင်ကသူ့ကိုတနာလို့လားတော့မသိဘူးဘဝတစ်မှာအရာအလုံးကိုအစကပြန်စဖို့ခွင့်ရေးပေးခဲ့ပါတယ်ဆောင်းမေးပွဲမစခင်မှာပဲသူ့အဖေကသူ့ညီရဲ့ဆောင်းမေးပွဲရလဒ်ကိုမထိခိုက်စေဖို့တတိပေးခဲ့ပြီးသူ့ညီကတော့အောက်စဖို့တက္ကသိုလ်ကိုကျင်းတီပေါက်တက်ရမှာလို့အမွှန်းတင်နေခဲ့တာပါအရင်ဘဝကလိုအနှိမ်ခံရတဲ့ဒေါသတွေကြောင့်ကောင်လေးဟာသူ့ကိုဟန်ဆောင်ကောင်းကောင်းနဲ့လောင်ပြုံးပြနေတဲ့ညီဖြစ်သူကိုပါတစ်ချက်ရိုက်ချလိုက်ပါတော့တယ်သူဟာဒီတစ်ချိန်မှာတော့သူ့ညီကိုဘလို့မှအောင်မြင်ခွင့်ပေးမှာမဟုတ်ဘူးလို့စိတ်ပိုင်းဖြတ်ထားခဲ့ပါဆောင်မေးပွဲခန်းထဲမှာသူကသူ့ညီရဲ့အရှိမထိုင်ဖို့တောင်းဆိုခဲ့ပြီးမတူညီတဲ့မေးခွန်းစာရွက် version ကိုအမြန်ဆုံးဖြေဆိုခဲ့ပါတယ်။ဒါပေမဲ့အဖြေလွှာအပ်ဖို့လုပ်တော့သူ့ညီရဲ့အဖြေတွေကသူ့ဖြေတွေနဲ့တစ်ထပ်တည်းတူနေတာကိုတွေ့လိုက်ရလို့သူအယမ်းအံ့ဩသွားခဲ့တယ်။တကယ်တော့သူ့ညီကတမင်တကာရေးဖိတ်ချပြီးသူ့ရဲ့မေးခွန်းစာရွက် version ကိုလဲလှယ်ကာကိုဖြစ်သူရဲ့မေးခွန်းနဲ့အတူတူဖြစ်အောင်လုပ်ခဲ့တာပါနောက်ထပ်တင်ချစာမေးပွဲမှာတော့သူကသူ့ညီနဲ့အဝေးဆုံးမှာသွားထိုင်ပြီးနောက်ဆုံးပု္ပ္ပာကိုကိုပိုင်နီလန်းတစ်နဲ့ဖြေဆိုခဲ့ပါတယ်ဒါကိုလည်းသူ့ညီကအဖြေလွှာအရင်အပ်ပြီးသူပဲဒီနီလန်းတစ်ကိုတီထွင်ခဲ့တာပါလို့ဇေယျကိုကြွားလုံးထုတ်ခဲ့ပြန်ပါတယ်ကောင်လေးကသူ့ညီဟာသူ့ကိုတခုခုနဲ့စောင့်ကြည့်နေတာလားလို့တန်တရားဝင်ပြီးဘောပင်ထဲမှာကင်မရာရှိလားဆိုတာတောင်စစ်ဆေးခဲ့ရပါအမှားဟောင်းတွေမထပ်ဖို့အတွက်သူကအစီအစဉ်တစ်ခုဆွဲလိုက်ပြီးအဖြေတွေကိုတမင်မရေးကသူ့ညီအဖြေလွှာအပ်တဲ့အထိစောင့်နေလိုက်ပါတယ်။သူ့ညီအဖြေလွှာအပ်ပြီးမှသူကအဖြေမှားတွေကိုဖျက်ပြီးအဖြေမှန်တွေပြန်ရေးကအဖြေလွှာကိုအပ်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာသူ့ညီကသူ့စီကအဖြေတွေခိုးချပါတယ်ဆိုပြီးပြောင်ကြကြဆွဆွဲလိုက်ပေမဲ့ကောင်လေးကတော့အေးအေးဆေးဆေးပါပဲ။နောက်ဆုံးမှာတော့ကောင်လေးရဲ့အဖြေလွှာကိုကြည့်လိုက်တဲ့အခါသူ့ညီရဲ့အဖြေတွေနဲ့လုံးဝမတူပဲကွဲပြားနေတာကိုမြင်လိုက်ရတဲ့အတွက်သူ့ညီတယောက်စွန့်ပြီးကြောင်တောင်တောင်ဖြစ်သွားပါတော့တယ်။ဒီဇလန်းလေးရဲ့အဆုံးသတ်မှာတော့ကောက်ကျစ်တဲ့သူဟာသူ့ရဲ့ထောင်ချောက်ထဲမှာသူကိုယ်တိုင်ပဲပြပိတ်မိသွားခဲ့တာပေါ့။